အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကျမတို့ channel ကကမ္ဘာပေါ်ကအရန်စိတ်ဝင်စားဖို့ကောင်းတဲ့သဘာဝနေရာကြီးတွေကမှကမ္ဘာအကြီးဆုံးဖြစ်တဲ့တန်တာကျောက်တန်းကြီးတစ်ခုအကြောင်းကိုစိတ်ဝင်စားဝဲမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကမ္ဘာကြီးဆုံးတန်တာကျောက်တန်းကြီးကဘာဖြစ်မလဲဟုတ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲကမ္ဘာကြီးဆုံးတန်တာကျောက်တန်းကြီးကတော့ Great Barrier Reef လို့ခေါ်တဲ့ Australia တန်တာကျောက်တန်းကြီးပဲဖြစ်ပါတယ်ရှင်၎င်းက Australia အဆင့်မြောက်ကမ်းရိုးတဲ့ Coral Sea တွင်းမှာတည်ရှိလို့နေပါတယ်။ဒီတန်တာကျောက်တန်းကြီးက Queensland ပြည်နယ်ကမ်းရိုးတန်းတစ်လျှောက်ဆီလီယာခြေပဲစွာတည်ရှိလို့နေပါတယ်။၎င်းရဲ့အရှည်ဟာဆိုရင်2300ကီလိုမီတာဆီလီယာသောကြောင့်ကမ္ဘာအကြီးဆုံးနဲ့အကျယ်ပြန့်ဆုံးတန်တာကျောက်တန်းကြီးတစ်ခုဖြစ်သတ်မှတ်ခံထားရပါတယ်။ Australia တန်တာကျောက်တန်းကြီးမှာတော့တန်တာကျောက်တန်းပေါင်း2900ကျော်နဲ့တန်တာကျွန်းပေါင်း900ကျော်ပါဝင်လို့နေပါတယ်။မဟာဗေရီယာတန်တာကျောက်တန်းကြီးကိုအာကာသမှာတွေ့မြင်နိုင်ပြီးကမ္ဘာပေါ်မှာတက်ရှိလို့ဆောက်လုပ်တဲ့အကြီးဆုံးသောတည်ဆောက်မှုကြီးဖြစ်ပါတယ်။ထိုတန်တာကျောက်တန်းကြီးကိုဘီလီယံပေါင်းများများစွာတဲ့ Coral Polyp လို့ခေါ်တဲ့တန်တာကောင်လေးတွေကတည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ထိုနေရာဟာတက်ရှိပေါင်းများများစွာရဲ့ရှင်သန်နေထိုင်ရေးမှာအထောက်အကူဖြစ်ပြီး1982ခုနှစ်မှာတော့ UNESCO ရဲ့ကမ္ဘာအမွေအနှစ်အဖြစ်သတ်မှတ်ခြင်းကိုခံခဲ့ရပါတယ်။ Queensland မြို့သားထိန်းသိမ်းဆောက်ရှောက်ရေးအဖွဲ့ကလည်း Queensland ပြည်နယ်ရဲ့တင်ကေတအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းမှာအရှိပီ100ကျော်ရှိပြီးအနည်းဆုံး300တက်တန်းရှိတဲ့၎င်းကိုအမှတ်မတင်ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့သိပ္ပံပညာရှင်တွေကနိုဝင်ဘာလ23ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။၎င်းဟာဆိုရင်အရင်ကအကြီးဆုံးဖြင့်စကြိမ်တည်ခဲ့တဲ့အမေရိကန်ပြည်ထောင်စုဆမွန်ဝါကျွန်းထက်တောင်3ဆပိုကြီးတယ်လို့သိရပါတယ်။တက်ရှိပိုလီဆက်လေးတွေတန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ဒီတန်တာကျောက်တန်းကြီးကအပေါ်ကနေကြည့်ရင်ကြီးမားပြီးလိုင်းထနေတဲ့အညိုရောင်ကျောက်တုံးကြီးလိုမျိုးမြင်တွေ့ရပြီးအနိကကြည့်ပါကခရမ်းရောင်အဝါရောင်အပြာရောင်နဲ့အနီရောင်ဆက်ပြောက်လေးတွေနဲ့လှပစွာတွေ့မြင်နိုင်ပါတယ်။တန်တာကျောက်တန်းတွေဟာပင်လယ်သတ္တဝါတွေအတွက်အစားနဲ့ဖူလုံရနေရာတွေလည်းဖြစ်ပါတယ်။ဒါအပြင်လူဦးရေ1ဘီလီယံဝန်းကျင်အတွက်သဲဝိုက်တဲ့အစာရင်းမြစ်တွေလည်းဖြစ်တဲ့အပြင်မုန်တိုင်းတွေနဲ့ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းကိုလည်းကာကွယ်ပေးတယ်လို့သိရပါတယ်။ဒါကြောင့်မဟာဗေရီယာတန်တာကျောက်တန်းချင်းတစ်ခုတည်းမကဘဲအခြားတန်တာကျောက်တန်းတွေမှာရှိတဲ့တက်စီတသဝါတွေအလုံးကိုကာကွယ်ဖို့တဘာဝဘေးရန်တွေကိုကာကွယ်ဖို့တန်တာကျောက်တန်းတွေကိုတဦးကအစအများကဆုံးကာကွယ်စောင့်ရှောက်ကြရမှာပဲဖြစ်ပါတယ်။ကျမတို့ကလူသားတွေဖြစ်တဲ့အတွက်လူသားချင်းချင်းကိုအားလုံးသောတက်ရှိတဲ့သဘာဝတွေအတွက်ကိုအချင်းချင်းကူညီရိုင်းမေးတန်ဖိုးထားမှသာကျွန်ုပ်တို့ကဘာကြီးကနောက်နှစ်ပေါင်းများစွာအထိတည်ရှိနေနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အခုချိန်ကစပြီးပတ်ဝန်းကျင်ကိုတန်ဖိုးထားရှိခင်ကြပါလို့နှုတ်ဆော်ရင်းနဲ့ကျမတို့ရဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရရှင်။ကြည့်စုပေးခဲ့ကြသူအားလုံးကိုစိတ်နှပြချမ်းသာရှင်လန်းချမ်းမြေ့ကြပါစေရှင်။